OK，ဆောနာပြောသွားကိုလင်းတက်ပြောတာဟာအရင်ပြည်စုံပေါ့နော်ဘာမှအများကြီးပဲဆွေးနွေးသွားတာဆိုတော့ဘယ်လိုအင်္ဂါဆိုလို့ရှိရင်အရင်ကပေါ့နော်တူရှင်အဲ့ရင်အရင်ရိုက်ကြံတဲ့ဆီယာမစီမှာအကြိုင်သူ့ကဘယ်လိုမျိုးလဲဆိုတော့အရင်ရိုက်တဲ့ဘာကစတဲ့ကြက်ကောတယ်စပူရလို့စပူရရအောင်သူကထင်ကြရပေါ့အဲ့ကလေးစိတ်ကမှဘယ်လိုနေမလဲဒရာမာရသူရိုက်တင်တာသူရရလားဆိုရဲဟာလုံးဝမတွေ့အောင်တကယ်အဲ့အိုးဖို့ကောင်းတယ်ဒီလားအရင်ကလည်းအဲ့လိုမျိုးပဲဆရာမတွေကစပင်ပြကောင်းတယ်လို့ထင်ကြရတာမသိဘူးပေါ့နော်ပြီးတော့ကလေးတွေကိုပေါ့နော်အဲ့လိုမျိုးစူရဲဟာကိုရော generation အလိုက်ကြောင်းသွားတာပေါ့ကိုကလက်သွားကိုရဲ့မိဘတွေကကြောက်အဲ့လိုမျိုးရဲ့သူကြီးဆိုတော့အခုမလေးနဲ့မောင်လေးကွာအဲ့သူ့ကိုလည်းပြန်ပြီးမိတယ်ဒီလားဘယ်လိုမှပြောအဲ့လိုမျိုးဖြစ်နေအဲ့ဒီဟာရှိရပါတော့ကိုကခုဆိုလို့ရှိရင်သူတို့ကိုစူမယ်ပြောမယ်အဲ့လိုမျိုးပဲဖြစ်နေတာဆိုတော့ကိုစိတ်ကိုလည်းပြန်ပြီးတော့ထိထိရတယ်ပေါ့နော်ရှင်းပါလေရှင်းသွားတာဆိုတော့နောက်ဆုံးကိုလေးတစ်ချက်ကိုမေးချင်ပါတယ်နောက်ဆုံးမေးကိုလေးကဆိုလို့ရှိရင်တော့ဘူးလောက်ခံရတဲ့သူတွေကိုဘယ်လိုမျိုးဖြတ်အကြံပေးစေချင်လဲနော်အဲ့ဒါကိုပေးပါဆိုတော့ဒီခုနမီးရဲ့မီးကောပေါ့နော်နိုင်ကျခံရတဲ့သူတွေကိုဘယ်လိုမျိုးဖြတ်တန်းဖို့ကြံပေးချင်လဲဆိုရယ်မီးကောလေးတစ်ချက်မှပြောဆွေးနွေးမယ်ပေါ့နော်ဆိုတော့ဒီဟာကိုအမကြံပေးဖို့အတွက်ကကြတော့မအစမှလည်းမပြောခဲ့နိုင်ကျခံရတယ်ဆိုတဲ့ကိစ္စကအမတို့လူတိုင်းနေပါဖြစ်ခဲ့ရပေါ့နော်ဖြစ်အများဆုံးကြုံခဲ့ရတယ်ဆိုတော့အမကုန်တိုင်းလည်းအကြောင်းတော့ပေါ့နော်နိုင်ကျခံရတာကြုံခဲ့ရတယ်ကြုံရတဲ့ခါကျတော့အမတော်ကဆိုလို့ရှိရင်ပေါ့နော်ចောင်းပြောင်းတဲ့ကိစ္စတွေမှာចောင်းပြောင်းလာတဲ့ခါကျတော့ចောင်းသားတင့်ဒီနဲ့ကြုံခဲ့ရပါပေါ့နော်အဲ့တော့ဒီចောင်းမှာနိုင်ကျတာတွေအများကြီးရှိရယ်ဘယ်လိုပြောမလဲလူတင့်ဆိုတော့ကွယ်ចောင်းသားတင့်ဆိုတော့အာနာပါဝါတွေပြကြတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်နောက်တော့ဘယ်လိုထိမှဖြစ်ခဲ့လဲဆိုတော့အမတို့ဒီចောင်းပေါ့နော်ចောင်းမှာចောင်းသွားတဲ့ចောင်းလေးနားမှာမတို့တရားလေးတစ်ခုရှိရယ်အဲ့တော့အဲ့တရားကရေတက်နေရပေါ့နော်ဒီရေတက်နေရချိန်အမတို့အဲ့ဒီရွာဘက်ကကျတော့ရေတက်လို့ရှိရင်ကွယ်တရားပေါ်ရေရောက်တယ်ရေရောက်တဲ့ခါကျတော့အမတို့အဲ့ဒီတော့ကနော်အမအိမ်ကနေပြီးတော့ចောင်းကနေပြီးမှအိမ်ပြန်နေချိန်ပေါ့နော်နီးလည်းထမင်းစားပြန်နေချိန်ပြန်နေချိန်မှာပုံမှန်ဆိုရှင်တော့အမအိမ်ကနေပြီးမှလာကျူလေးရှိရဲဒါပေမဲ့အဲ့နေ့ကကျတော့လာမကျိုးပေါ့နော်လာမကျိုးတဲ့ခါကျတော့လမ်းလျှောက်ပြီးပြန်တယ်အဲ့ချိန်မှာအဲ့ရေရတယ်တက်နေတဲ့အချိန်ပေါ့နော်တက်နေတဲ့အချိန်မှာသူကအဲ့တော့မတော်တဆလားမဟုတ်ရင်လည်းအတီပဲလောက်လာတယ်မပြောတတ်ဘူးပေါ့နော်တွန်းချလိုက်တယ်တွန်းချတဲ့ခါကျတော့အဲ့ချိန်မှာမရန်လက်သွားတယ်ပေါ့ဘာမှမစင်စားနိုင်တော့သွားပြီဆိုတော့ခေါင်းထဲမှာပဲရှိရပေါ့အဲ့ချိန်မှာတငယ်ကြီးတယောက်ကလှမ်းဆွဲလိုက်တယ်လှမ်းဆွဲလိုက်တဲ့ခါကျတော့ရေမကြပါဘူးတော်သေးရပေါ့နော်ဆိုအဲ့လိုမျိုး case တွေကြီးအမကြုံခဲ့ရတယ်ဒါပေမဲ့ဒီဟာတွေကိုဘယ်လိုပြောရမလဲအဲ့ဒီတက်ရွယ်မှာတော့ဆိုအရင်ကြောက်ဖို့ကောင်းတယ်ဒီဟာတွေကကျောင်းမှာအနိုင်ကျင်းတာတဲ့ပို့ပြီးမှကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်အသက်အန္တရာယ်မှာလာပြီးမှထိခိုက်တယ်ကွယ်ဆိုတော့အဲ့လိုမျိုးကိစ္စတွေကြီးအမကြုံခဲ့ရတယ်ဒါပေမဲ့အမဒီကိစ္စကိုဘယ်သူမှမပြောဘူးဘယ်သူမှဒီကိစ္စကိုမှမပြောဘူးဒီ podcast မှာဒီအမဖွင့်ပြောတာဒီပထမဆုံးပဲပေါ့နော်ဆိုတော့ဘာလို့မပြောရလဲဆိုရင်အရင်တော့ပေါ့နော်အဲ့လိုမျိုးခုနကအရှိမှလည်းပြောသွားတယ်လူကြီးတော်တော်များများတွေကနိုင်ကျခံရလို့ရှိရင်အပြစ်ပြောကြတာများတယ်ပေါ့နော်ဆိုတော့ဒါကတော့သူတို့ရဲ့ခက်အလိုက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကြုံခဲ့ရတော့အမဒီအဲ့နှစ်တုန်းကဆိုလို့ရှိရင်တော်တော်လေးကိုမှအဲ့အကြောင်းမှာစက်မနီချင်းတော့လာအောင်ချီတော့ဖြစ်တယ်ပေါ့နော်အဲ့မှာအကြောင်းပြောင်းဖို့တည်းလုပ်တဲ့ခါကျတော့မပြောင်းဖြစ်တော့ဘူးပေါ့နော်ဒါကတော့အင်အားကြဆိုတော့မပြောင်းဖြစ်တဲ့ခါကျတော့အဲ့ဒီအချိန်မှာမတို့သူတို့စီကနေပြီးတော့ပေါ့နော်သူတို့စီကနေမှထွက်လာဖို့တည်းလုပ်တယ်ဘယ်လိုပြောမလဲထားကလိုက်တော့မယ်ပေါ့နော်အရင်ပိန်မှန်ဖို့ကောင်းတယ်ထားကလိုက်တော့မယ်ဆိုပြီးမဲ့အမဒီအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့မထားစေချင်ဘူးဘာလို့ဆိုတော့ငါခံရသလိုသိရမလားသူတို့လည်းပြန်ခံစားစေချင်တယ်အဲ့လိုမျိုးစိတ်ကိုဝင်တယ်ဒါရိုးသားဆုံးပြောတာပေါ့နော်အဲ့လိုမျိုးစိတ်ကပဲမခုနကပြောရဲပူလီခံရတဲ့သူတွေကနောက်တစ်ချိန်မှာပြန်ပြီးတော့မှအနိုင်ကျင့်ကြတယ်ဆိုတော့အဲ့ဒီစိတ်ကမဒီအဲ့ဒီစိတ်ဆက်ပြီးမှရှိနေမယ်ဆိုအခုချိန်မှာမဒီသူများကိုသွားပြီးမှအနိုင်ကျင့်အကြံဖက်နေတဲ့သူတယောက်ဖြစ်နေမှာဒါပေမဲ့အဲ့ဒီချိန်ကသူတို့ကိုနိုင်ချင်တယ်ရှင်းပြိုင်လို့စိတ်ပြင်းထန်လာတယ်ပေါ့နော်ပြင်းထန်လာတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့ကြောင်းပြောင်းမဲ့ဆိုတဲ့စိတ်ကိုခဏလောက်ဖြောက်လိုက်တယ်ဖြောက်ပြီးတော့မှအဲ့ဒီကြောင်းမှာဆက်တက်တယ်ဆက်တက်တဲ့ခါကျတော့သူတို့နဲ့အပြိုင်လုပ်တယ်သူတို့နဲ့အပြိုင်လုပ်တယ်မတို့
ဒီပေါ့နော်လက်ဝိတ်ထိုးပွဲတစ်ခုနဲ့ဥပမာပြောပြမယ်နော်လက်ဝိတ်ထိုးပွဲတစ်ခုမှာဆိုလို့ရှိရင်အမတို့ခါလောင်းတန်သိရမလားလက်ဝိတ်ထိုးရတယ်ခါလောင်းတန်စပြီးတော့ကြားရတယ်အမတို့လက်ဝိတ်စထိုးရတယ်အဲ့ဒီချိန်ကျလို့ရှိရင်ကိုထိုးချင်လားမထိုးချင်လားကိုမှစောက်ပြတ်ခွင့်မရှိဘူးထိုးကိုထိုးရမယ်ဟုတ်တယ်မလားဘာလို့ဆိုတော့ဘဲကတီးနေပြီလေစလက်ဝိတ်စထိုးရမယ်ဆိုပြီးဘဲကတီးနေပြီအခုလိုအဲ့ဒီချိန်မှာတော့ကိုမထိုးဆိုလို့ရှိရင်တစ်ဖက်သူကကိုသာထိုးသွားလိမ့်မယ်ကိုနာမယ်ဆိုတော့အဲ့ဒီချိန်မှာစဉ်းစားရမှာဒီနှစ်ချက်ပဲသူ့ကိုပေါ့နော်လာထိုးတဲ့ချိန်ပေါ့နော်ထိုးနေတဲ့ချိန်နာကျင်နေရကိုပေါ့နော်ရဲလို့မရဘူးလေအဲ့တော့စက်ကစားရမှာပဲမတို့ကဆက်ပြီးတော့ကစားရမှာပဲမတို့မတီရက်လိုက်တာနဲ့အဲ့ဒီကစားပွဲမှာလက်ဝိတ်ထိုးတာရက်လိုက်တာနဲ့မတို့ရှုံးပြီဟုတ်တယ်မလားအဲ့တော့နောက်ထပ်ခေါင်းလောင်းတစ်ခုမတိမချင်းအမတို့ဒီကစားပွဲကနေထွက်လို့မရဘူးအဲ့တော့အဲ့လိုမျိုးချင်းကြီးပေါ့နော်ဆိုတော့ဘွားကကစားပွဲဆိုတာလူကြီးတွေပြောကြအဲ့ဒါပဲဆိုတော့လက်ဝိတ်ပွဲမှာဒီအမတို့နှစ်ချက်ပဲရှိရယ်တစ်ချက်ကကိုယ့်ရဲ့ပြိုင်ဘက်ကိုအလဲထိုးမလားနောက်တစ်ခုကကျတော့သူ့ကိုရှုံးပြီးတော့ထွက်မလားဆိုရယ်ရွေးချယ်ရတဲ့ခါကျတော့အမကတော့ဆက်ထိုးတယ်ဆက်ထိုးတဲ့ခါကျတော့အဲ့မှာတစ်နှစ်ပတ်လုံးကသူတို့ကိုဘယ်လိုပြောမလဲသူတို့ရဲ့လွှမ်းမိုးမှုအမမယူတော့ရှောင်းနေတန်းတဲ့မြမျက်လုံးချင်းမဆောင်အောင်နေရယ်သူ့ကိုဘယ်လိုနည်းနဲ့ဆိုတော့တောင်ကျောင်းထဲမှာဆိုတော့ရှင်ပြိုင်နေဆိုတော့စာနဲ့ပဲတွားတာပေါ့နော်အဲ့လိုမျိုးဆရာမရဲ့ attention ကိုသူတို့ထက်ကိုကပိုရအောင်လုပ်တယ်ဆိုတော့အဲ့လိုမျိုးနဲ့တွားတယ်ဒါပေမဲ့အချိန်တစ်ခုအခုအမဒီအသက်ရွယ်ဒီနေထားရောက်လာတဲ့ခါကျတော့အမဒီဘယ်လိုရအမသက်ရွယ်နဲ့ကိုယ့်ကိုဂုဏ်ယူရဲကွယ်အမသက်ရွယ်နဲ့ဒီလောက်ထိလုံနိုင်နေဒီလိုနေထားပြီးရောက်လာတယ်ဆိုတာအမှန်တမ်းပြောရလို့ရှိရင်သူတို့ကြီးစုကြောက်ဘာလို့ဆိုတော့သူတို့ထက်တာခြင်းတယ်သူတို့ရဲ့တာခြင်းတယ်အဲ့ဒါကြောင့်မကြိုးစားတယ်အဲ့အချိန်မှာမတို့အိမ်မှာလူကြီးတွေဘာဖြစ်ကြလဲဆိုတော့အဲ့ကလေးတွေပေါ့နော်အဲ့သူတို့ရဲ့မြင်မှာကျတော့အမဒီသူတို့နဲ့တငင်ကြီးလို့ပဲသူတို့ကမြင်တာဒါပေမဲ့အမခံစားနေရတယ်သူတို့မသိဘူးအဲ့ခါကျတော့ဘယ်လိုပြောလဲနင်ကတငင်ကြီးနဲ့မပါဘူးလားတင်မလားနင်တငင်ကြီးကိုနင်ကမခုံလားဆိုတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးစကားကြားလို့ရှိရင်ရန်ဟိုမှာဘယ်လိုပြောမလဲမွန်းကျက်တယ်အဲ့ဆိုကိုခံရသည်ကိုပဲတည်တယ်အဲ့ကြောင့်မို့ကလေးတွေကစိတ်ထဲမှာမွန်းကျက်လာတဲ့တနေ့ပေါက်ကွဲဆိုတာအဲ့ဒါပဲဆိုတော့အဲ့လိုမျိုးဖြစ်တော့အမအခုဆိုလို့ရှိရင်အမဒီတော့ရွယ်နဲ့ဒီလိုအနေထားတခုရောက်လာတဲ့အခါမှာသူတို့တွေကအဲ့လောက်ထိမဟုတ်နှိမ်ပြောတာမဟုတ်ပေါ့နော်အဲ့လောက်ထိမဟုတ်ဆိုတော့အမရဲ့ဘယ်လိုပြောမလဲအမရှိမြိုင်မှုမှာအမနိုင်တယ်လို့ခံယူရဲပေါ့နော်အဲ့တော့ဒီပေါ့နော်ဒီဗီဒီယိုကိုဒီ pocket ကိုနားထောင်နေတဲ့သူတွေညီမလေးညီမောင်လေးတွေအနေနဲ့ပေါ့နော်အကယ်လို့ကိုသားအเจ้าမှာအဲ့လိုမျိုးအနိုင်ကျင့်ခံနေရပြီဆိုရင်မပြောချင်တာတော့ပေါ့နော်ဒီလိုနိုင်ကျင့်ခံရတာဒီကိုเจ้าမဟုတ်ဘူးဆိုတာလေးကိုသိစေချင်တယ်နောက်တစ်ခုကကျတော့အမတို့ဘယ်လိုပြောရမလဲဒါဒီလူတိုင်းကြုံနေရတဲ့အရာဆိုပြောပလဲသိစေချင်တယ်ပေါ့နော်အကလို့ကိုကအရင်ကိုမှာပေါ့နော်ဒီဘယ်လိုပြောမလဲဖြတ်တန်းဖို့လိုလာပြီဆိုရင်တော့အမတို့ပါရမတစ်ချက်ကကျတော့ကိုရဲ့ emotional healing ပေါ့နော်စိတ်ပိုင်းဆိုင်ရာအနေနဲ့အမတို့စိတ်ကိုပျော်အောင်လုပ်ရမယ်ဥပမာဒီဘယ်လိုခံစားနေရပါလဲဆိုတဲ့အကြောင်းကိုပေါ့နော်ဥပမာထားပါတော့တခြားမတို့ကတခြားပေါ့နော်ဒီနိုင်ကျိတ်ခံရတဲ့သူကိုမတို့ပြောပေးမယ်ဆိုရင်ဒီနိုင်ကျိတ်ခံရတဲ့ကလေးကိုဘယ်လိုခံစားနေရလဲအမကိုပြောပြပါအမကိုပြောပြအောင်ပြင်မလားအမကိုပြောပြလို့ရရဲ့ဒီပေါ့နော်ကလေးဒီလိုမျိုးဖြစ်နေရတဲ့ဟာကရှက်စရာမဟုတ်တဲ့အကြောင်းနေပြီးတော့ဒီလိုမျိုးခံစားရတာကလူတိုင်းဖြစ်နေတဲ့အကြောင်းနေဆိုတာကိုအဲ့ကလေးသိအောင်ပြောပြရမျိုးတွေနောက်တစ်ခါကျတော့အဲ့ကလေးကိုသူဖြစ်တဲ့ဖြစ်စဉ်ပေါ့နော်သူရဲ့ယုံကြည်ရတဲ့သူတယောက်စီကိုပြောပြရမျိုးတွေနောက်တစ်ခါကျတော့active listening ပေါ့နော်တက်ကြနားထောင်ပေးရအဲ့မှာနားထောင်နေဆိုတာလူတွေကလေနားထောင်နေဆိုတဲ့ဟာ hearing နဲ့ listening နဲ့မတူ hearing ဆိုတာကကျတော့အားတို့ဒီကြားနေရတာကြားတာကို hearing listening ကကျတော့သူတစ်ဖက်သူပြောတဲ့စကားအမတို့တိချာနားထောင်ပေးရတချို့တော့ကိစ္စတွေကလေဘယ်လိုပြောရမလဲပတ်စံပေးပြီးတော့သိရမလားကူညီမပေးနိုင်ရင်လေသူတို့ရဲ့အခက်ခဲကိုနားထောင်ပေးရတာနဲ့ချင်းသူတို့ရဲ့အခက်ခဲကစိတ်ထဲမှာတဝက်သက်တာတယ် Niceအဲ့လိုမျိုးပေါ့နော်active listening ကိုအမတို့သိချာနားထောင်ပေးဖို့လိုတယ်နောက်တစ်ခုသူတို့စကားပြောနေတဲ့အချိန်သူတို့ဒီသူတို့ခံစားနေရတဲ့ခံစားချက်ဒီသူတို့ဘွားနေရင်ပြီးတော့မှသူတို့ရခဲ့တာသူတို့မှနာကျင်မှုတွေအများကြီးရတဲ့အမှတ် memory တစ်ခုပေါ့နော် memory တစ်ခုကိုသူတို့ပြန်ပြောပြနေရဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့ဘယ်လိုပြောမလဲစိတ်ခံစားချက်တွေအများကြီးထွက်လာနေတဲ့အချိန်မှာစကားသွားဖြတ်မပြောနဲ့သူတို့ပြောတာသိချာနားထောင်နောက်တစ်ခါကျတော့သူ့ကိုပဲပြောခွင့်ပေးကိုဝင်မပါနဲ့သူတို့ပြောတာပဲကိုကနားထောင်ပြီးလို့ရှိရင်နောက်တစ်ခါကျတော့ဘယ်လိုပြောရမလဲနေရမှားနေရတော့အဲ့လိုပဲနေရဘာလို့အဲ့လိုသွားလောက်တာလဲ
အဲ့လိုမျိုးတော့မပြောနဲ့ပေါ့နော်ဒါလုံးဝမပြောသင့်ဘူးအဲ့ဒီစကားတွေကဘာတွေပြောသင့်လဲဆိုတော့ကလေးဟုတ်တယ်ဒါကလေးအတွက်ရမ်းခက်ခဲနေမှာပဲနော်ရမ်းပင်ပန်းခက်မှာပဲဒီလိုမျိုးပေါ့နော်ကလေးကြုံနေရတာတွေကခလေးတို့အရန်ပင်ပန်းစရာကောင်းတာပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး तू ပြောတဲ့ဟာလေးကိုပဲအဲ့လိုနားထောင်ပြီးနောက်တစ်ခါကျတော့ तू ရဲ့ခံစားချက်ကိုလက်ခံပြီးနိုင်ကျခံရပြီးရဲ့ तू တယောက်ကသူ့ကိုသူပေါ့နော်အရန်နာကျင်တယ်တချို့ပို့ပြီးတော့ပြင်းထန်လို့ဆိုကိုခန္ဓာကိုအရန်ယွန်နဲ့အထိဖြစ်လာတတ်ကြတယ်ဒီကတော့ဒီခုနပြောတဲ့ sex case อ่ะပေါ့နော် sexual အနေနဲ့ပူလီခံရတဲ့သူဆိုပိုဆိုရဲကိုယွန်တယ်လို့ခံစားရတယ်ကိုစိတ်မကောင်းဘူးနောက်တစ်ခါကျအသက်ရှင်နေရတာမတန်ဘူးဆိုပြီးတော့အတွေးဝင်လာနိုင်တယ်အဲ့လိုမျိုးဟာတွေကိုကိုကနေပြီးတော့မှသူ့ရဲ့ခံစားချက်ကိုလက်ခံပြီးပေါ့နော်ခုနမှပြောသလိုပဲဒါမှားရဆိုပြီးနေမှားနေရလို့တော့မပြောနဲ့ခံစားရရမှန်နဲ့နေရပြင်မှန်ခင်ရမှာပဲအဲ့လိုမျိုးကြီးပြောပေးပေါ့နော်မင်းမှားတယ်ဆိုတာချက်မင်းနာကျင်နေရတာကအမလက်ခံနေပေါ့နော်ကုချင်းစားရဲဆိုရဲအကြောင်းနေကြားရရင်တော့မှသူ့ရဲ့စိတ်ကတက်တာရပေါ့နော်ပြီးတော့သူ့ကိုသူပြန်ပြီးတော့မှလေးစားတဲ့ဟာတွေသူ့ရဲ့စိတ်ထဲမှာကငါရဲ့အနာမှာငါပြောတဲ့စကားကိုနားထောင်ပေးရဲ့သူတယောက်ရှိပါလားဆိုရဲစိတ်လုံခြုံမှုတစ်ခုကိုသူတို့ကိုရစီနဲ့ရံဝန်းတစ်ခုကိုဖန်တီးပေးပေါ့နော်နောက်တစ်ခုကကျတော့ self care ပုံစံမျိုးပေါ့နော်ကိုလေးစားတတ်ဖို့ကိုပြန်ပြီးမှချစ်တတ်ဖို့ကိုပြန်ပြီးတော့မှတန်ဖိုးရှိရဲ့အကြောင်းလေးကိုစဉ်းစားပြီးပေါ့နော်တတိယပေးကလို့သူကိုသားသူ့ရဲ့မိသားစုဝင်ဆိုရင်တော့အမတော့သူ့ရဲ့အားသာချက်တွေသူ့မှာဘယ်လိုရှိလဲဆိုတဲ့ဟာတွေကိုအမတော့ပြောပြစီချင်တယ်ပေါ့နော်သူနားလဲအောင်ပြောပြစီချင်တယ်ပြီးတော့သူ့ရဲ့အရည်ချင်းတွေသူ့မှာဘယ်လိုအားသာချက်တွေရှိလဲဆိုတာကိုမျိုးတွေကိုသူ့ကိုပြောပြပေးပေါ့နော်အဲ့လိုမျိုးဆိုရင် तू ကသူ့ရဲ့တန်ဖိုးကို तू ပြန်ပြီးတော့မြင်လာနိုင်တယ်နောက်တစ်ခုကလေကိုယ့်ရဲ့တန်ဖိုးဆိုတာကလေဘယ်သူမှလာချလို့မရဘူးတလားကိုယ့်တန်ဖိုးကိုမချတဲ့၍ကိုယ့်တန်ဖိုးကသူ့တန်ဖိုးနဲ့ तू ရှိရယ်ကိုယ့်တန်ဖိုးမချတဲ့၍ကိုယ့်တန်ဖိုးကလုံးဝမကြဘူးဆိုတော့ဘယ်သူတွေဘာပဲပြောကိုကတန်ဖိုးမရှိဘူးလုံးဝမစင်စားနဲ့ကိုယ်တန်ဖိုးကိုသာလျင်ထိုင်းတာကိုသာလျင် manage လုပ်တာအဲ့လိုမျိုးပေါ့နော်ကိုယ်တံပိုးသိအောင်ပြောပေးနောက်တစ်ခုကကျတော့positive thought တွေတွေးပြီးပေါ့နော်ဒီအရန်ပေါ့နော်ကိုအရန် depression ဝင်တာ overthinking ဖြစ်တာအဲ့လိုမတွေးရဘူးနောက်တစ်ခုကကျတော့ self care routine လေးလုပ်ပေးပေါ့နော်ဟိုမှာကိုကဘာဝဒနာပါလေကိုဝါသနာပါတဲ့အရာတွေမှာကိုကနေမုံပြီးတော့ချိန်အာရုံစိုက်ပြီးတော့လောက်တာမျိုးတွေနောက်တစ်ခုကကျတော့ volunteer တွေလောက်တာပေါ့နော်မိဘမဲ့အကြောင်းဒီမှာတွားပြီးတော့မှတက်နိုင်သမျှလုပ်ပေးရသို့မဟုတ်ကိုပေါ့နော်ကိုညီတွားပြီးတော့မှကိုညီပေးနိုင်တဲ့နေရာတွေတွားပြီးတော့အသွားကိုညီပေးရအဲ့မျိုးဆိုကိုယ့်ရဲ့စိတ်ကခုနကဝန်နေနေထားကိုမတွေးမိတော့ဘူးပေါ့နော်ဒီဘက်ကိုစိုက်မိသွားတဲ့ခါကျတော့ကိုယ့်ရဲ့စိတ်ကတက်တာရရတယ်နောက်တစ်ခုကကျတော့ခန္ဓာကိုယ်အသက်ရှင်ပေါ့နော်ရေချိုးတာပြီးလို့ရှိရင်စာဖတ်တာပြီးတော့တချို့ကကျတော့အစားအရန်ကြက်တယ်ဆိုရင်စားပလိုက်သိရမလားကိုစိတ်ပျော်ဖို့တည်းလှုပ်ပလိုက်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါသချင်းနားထောင်တဲ့ဟာကိုယ်မူတီဖြစ်စေတဲ့အရာတွေမျိုးများလုပ်ပြီးပေါ့နော်တချို့ကကျတော့လဲစာရေးကြတယ် journaling သိရမလားမှတ်စုအုပ်ပဲလဲတကယ်ရေးတဲ့ပုံစံမျိုးလေ journaling ရေးရတာမဟုတ်လားတချို့ကကျတော့လဲအားကစားလုပ်ရတာအဲ့လိုမျိုးကိုဝါသနာပါတဲ့အရာကိုသဘောကျတဲ့အရာအဲ့လိုမျိုးအရာတွေကိုတေချာလေးလုပ်ပြီးပေါ့နော်အဲ့တော့ဒီပေါ့နော်မာရိုကခုနဒီကိုရဲ့ယုံကြည်ရတဲ့သူတွေနဲ့တွေ့ပြီပေါ့နော်နောက်တစ်ခုကကျတော့ဒီ sporting group တွေ PR group တွေနဲ့တွေ့ပြီဘာလို့လဲဆိုတော့လူတွေကကိုကြုံလာမှသိရပေါ့နော်ဘာလို့မကြုံရတဲ့သူကိုခန်းစားချက်တော့ပြောပြနေလို့ရှိရင်နားတော့လဲမယ်ပေါ့နော်နားတော့လဲပြီးမယ်သူပေမဲ့သူကိုယ်မကြုံရဖြစ်တဲ့ကြောင့်မို့ကိုလောက်ထိတော့သူမခံစားပေးနိုင်ဘူးကွယ်ဒါပေမဲ့ကိုနဲ့ချင်းနေတူတဲ့သူကိုလိုမျိုးတွေ့ကြုံရတဲ့သူပေါ့နော်တွေ့ကြုံရတဲ့သူတွေနဲ့တွေ့ရတဲ့ခါကြလို့ရှိရင်ပို့ပြီးတော့ရင်ဖွေးရတာပို့ပြီးတော့များလာတယ်အဲ့ဆိုရင်နောက်တစ်ခုကအသိစိတ်မှာဘာဝင်လာလဲဆိုတော့ငါတယောက်တည်းမဟုတ်ပါလားတခြားသူတွေလည်းဒီလိုမျိုးကြုံရပါလားဆိုတော့ mindset လေးဝင်သွားတယ်ပေါ့နော်ဝင်သွားတဲ့ခါကြလို့ရှိရင်အမတို့ကစိတ်ဖိစီးမှုတွေကိုshort ချစီရယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကကျတော့အမတို့လုံးဝမရတော့ဘူးဆိုလို့ရှိရင်တော့ professional ကျမရေအခုညီယူရရမယ်ပေါ့နော်အဲဆိုရင်အမတို့ဒီ line ပေါ်မှာလည်း fee counseling လုပ်ပေးနေရဟာတွေtraffic တွေနဲ့တွေ့ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ emotional အကြောင်းတွေပြောပြပြီးတော့မှကိုတောင်းမှုခံတာမျိုးတွေနောက်တစ်ခုကကျတော့ cognitive behavior therapy လို့ခေါ်ရပါတော့နော် CBT တို့ EMDR တို့website ကနေပြီးတော့မှတွားပြီးတော့ပေါ့နော်ဒီဘယ်လိုပြောရမလဲနိုင်ချင်းခံရတဲ့သူတွေအတွက်နီးလန်းနေပေါ့နော်အဲ့လိုမျိုး website တွေမှာဝင်ပြီးမှလေ့လာလို့ရတယ်ပေါ့နော်ဒါကကျတော့ဒီလိုမျိုးလောက်မယ်ဆိုရင်တော့အမှားတော့ဘယ်လိုပြောမလဲနိုင်ချင်းခံရတဲ့သူတွေကသူရဲ့ trauma က
လုံးဝမပြောက်သွားရင်တော့မှတပြေးပြေးနဲ့အဲ့ဒီအစ်စ်ကိုလုံးသွားမယ်ဆိုရင်တော့ပျောက်သွားမယ်လို့တော့မတော့ယုံကြည်ရပေါ့နော်ဟုတ် လူသားရောဘယ်လိုမျိုးထင်လဲတက်ပြောပေးပါဦးအကြံဘယ်လိုပေးခြင်းလဲပေါ့ အဲ့တော့အများကြီးနဲ့ကျွန်တော်ပြောသွားပြီပေါ့နော်ဆိုတော့နောက်တစ်ပြီးတော့ပြောစရာမရှိဘူးအများကြီးအကြံပေးချက်တွေတဲ့ပြောတော့ကျွန်တော်အနေနဲ့ကြောင့်မနေ့ပြောရှင်ကျွန်တော်ဒီကိုယ်တိုင်ဖြည့်ရှင်းတဲ့နေတစ်ခုလောက်ပဲပြောချင်တယ်ပေါ့နော်အဲ့ဆိုလည်းကျွန်တော်ကအဲ့ဟာနဲ့ပတ်သက်ပြီးအရင်တီချန်တက်ချန်နေတဲ့တွေ့မဟုတ်တော့အရှိမလည်းအမလည်းအများကြီးပြောထားတော့ဒါတွေကကျွန်တော်တွေ့ပြန်ပြီးတော့စမ်းကြည့်ရမယ်ဥစ္စာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကြောင့်ဗျာဒီက အဖြစ်ရှင်တဲ့နေတန်းဆိုတာထက်ကိုယ့်ကိုခံယူရမယ့်စိတ်လို့ပြောရင်တော့ပုံမဲ့မထင်နဲ့အဲ့တော့အဲ့ဟာပါလဲဆိုတော့ဒီတခုခုပြဿနာဖြစ်ပြီးဘူလီလောက်ခံရလို့ဖြစ်စိတ်ထဲကြတဲ့အခါကြလို့ရှိရင်ကျွန်တော်ကဒီပောက်ကွဲခြင်းတဲ့ဥစ္စာဘယ်ဟာပုံမှာပောက်ကွဲမလဲဆိုတဲ့ဥစ္စာပြန်ပြီးတော့ထိန်ကုန်တင်တဲ့ဥမာသူတစ်ပါးပုံမှာလက်သီးနဲ့ထိုးပြီးတော့ရင်ဖြစ်လိုက်ခြင်းအဖြစ်ငါစိတ်အပြေပြောင်းသွားစိတ်အားသာပြေလိုက်တယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကိုယ်လည်းပြန်ပြီးတော့ထိခိုက်မဲ့ဥစ္စာမျိုးမဟုတ်တဲ့အရာကိုရွေးချယ်တင်တယ်ဗျာဥပမာတချို့ဆိုရှိရင်အဲ့လိုမျိုးဖြစ်လာလို့ဥမာတဲကွက်လို့ဖြစ်ဖြစ်အဲ့ဘူလီတော့ခင်ရဖြစ်ငါ့ကိုသူလုံနေချအဲ့တော့ငါမကောင်းတဲ့အရာလှုပ်လိုက်ပါမယ်အရေးတောက်လိုက်ပါမယ်ငါတို့တဲ့ပူပြီးတော့မကောင်းများမှသူငါ့နိုင်မကြည့်ရင်တော့မှအဆရှိတဲ့ဖြစ်တဲ့ကျွန်တော်တွေးကြပေါ့အဲ့တော့ဒီတခြားသူတွေကြောင့်ရလာတဲ့ဒီဘယ်လိုခေါ်မလဲdamage တွေကိုကျွန်တော်ကပြန်တဲ့ခုခံတဲ့အခါမှာသူတို့အပေါ်မှာလည်းဘယ်လိုခေါ်မလဲကိုထိလက်ရောက်ပြန်မျိုးဖြစ်သွားစေမယ်ပြောကြလေကျွန်တော်သူ့အမှားနဲ့ကိုယ့်အမှားမဖြစ်စေနဲ့ဥစ္စာမျိုးပေါ့အဲ့လိုမျိုးပေါ့သူတို့အပေါ်မှာလည်းကျွန်တော်အရင်လုပ်တဲ့ဥစ္စာမျိုးလည်းမလုပ်နဲ့ကိုယ့်အပေါ်မှာလည်းထိခိုက်တဲ့ဥစ္စာမျိုးမလုပ်နဲ့အဓိကကိုပြန်မျိုးမထိခိုက်အောင်မလုပ်နဲ့ပေါ့နော်အသက်သေးလိုက်တယ်ဆိုတာလည်းကျွန်တော်အနေနဲ့ယူဆရဆိုတာကြောင့်အဲ့ဟာအရင်ပြောညံ့တယ်လူတိုင်းတော့သက်သေချင်းနဲ့စိတ်ဝင်တယ်ကျွန်တော်ဝင်တယ်ဒါပေမဲ့တမတရားငါတို့ဘယ်လိုပြန်ထိမလဲပေါ့အဲ့လိုမျိုးစိတ်ကတော့ဝင်မှာပဲပြဘယ်လိုနေဒါပေမဲ့အဲ့စိတ်ကိုဒီ action မရှိတော့ကျွန်တော်ဘယ်လိုပြန်ထိမလဲဆိုတာပဲအဓိကအရေးကြီးတယ်အရေးတောက်ချက်စီဝင်တယ်အရေးမတော့ဘယ်လိုထိမလဲအဲ့ဟာတွေကိုပဲဒီကတတိချက်စေခြင်းနဲ့ဘောနော်ကိုပြန်ပြီးတော့ထိန်ချုပ်ထားစေခြင်းနဲ့အတက်နဲ့တော့ကိုပေါ်မှာမကောင်းတဲ့အရာဖြစ်မှာဆိုရဥစ္စာမျိုးတော့မလုံးနဲ့တခြားသူပေါ်ထိရဥစ္စာမှာဆိုရင်လည်းကျွန်တော်လာနိုင်ခြင်းနဲ့ကျွန်တော်ဆိုရင်ကလေးသားချင်နေတာပေါ့တည့်မလားလူပဲလေသူပြန်ထိုးလိုက်ခြင်းနာဆိုရစိတ်ကောင်းပေါ့ကျွန်တော်ဆိုရင်နှိမ့်ဆက်တဲ့ဥစ္စာဆိုရှင်အလွန်ဆုံးဆိုရင်တက်တဲ့အဆက်ထိလိုက်ဖြစ်နိုင်တယ်နိသူတခြားသူပေါ်တော့တဲ့ဆိုရှင်အဲ့ဒါတက်တာဆိုရင်မှကျွန်တော်ရဲ့ personality အရဆိုရင်တက်တယ်ဆိုရင်တော့မှရိုးရိုးမတက်ချင်လုံးဝနှိမ့်ဆက်ပြီးတော့တက်ချင်တာအဲ့လိုမျိုးစိတ်ရှိတယ်ဘယ်လိုခေါ်မလဲကျွန်တော်ကိုယ်တိုင်ကလည်း movie ပါညာကြည့်လို့ရှိရင်လည်းအဲ့လိုမျိုး horror thriller တို့ဘက်ကိုပဲပိုကြည့်ဖြစ်တော့လူတယောက်ဘယ်လိုမျိုးနှိမ့်ဆက်ပြီးတော့တက်ရမလဲဥစ္စာကြီးအများကြီးကျွန်တော်ဘယ်လိုခေါ်မလဲအတိအကျမဟုတ်ရင်တော့မှပုံမှန်တက်ဆိုင်တော့ပိုသိရပဲဆိုရမှာပေါ့အဲ့တော့ဘယ်လိုမျိုးနှိမ့်ဆက်လို့ရှိရင်တော့ငါပိုရောကလေးစားချရတာပိုရောကောင်းပါရဲ့ဆိုတဲ့စိတ်မျိုးဝင်တာပေါ့ဗျာလူပဲဒါပေမဲ့အဲ့စိတ်တွေမဖြစ်အောင်ကျွန်တော်ဘယ်လိုပြန်ထိမလဲတပားတွေပုံမှန်နဲ့ထိခိုက်ဥစ္စာမျိုးမဖြစ်အောင်ကိုယ့်အပေါ်မှာလည်းတရားမှုကြီးမားမားမဖြစ်အောင်ကျွန်တော်ဘယ်လိုပြန်ထိမလဲဆိုတဲ့ဥစ္စာမျိုးပဲအဒီကတတိချက်စေချင်တယ်အဲ့စိတ်တွေဝင်နာပြဿနာမဟုတ်ဘူးဒီ AI ပုံမှာကျွန်တော်တို့ဒီလောက်ဆောင်ချက်မရှိတော့ဘူးကျွန်တော် AI ပုံမှာမလောက်လိုက်မျိုးပဲကျွန်တော်အရေးကြီးရပေါ့အဲ့တော့အဲ့ဟာလေးတစ်ခုပဲအဓိကအချက်ပြချက်မှာဒါကတော့ကျွန်တော်ဘာသာကျွန်တော်နဲ့ဆင်ပြေဥစ္စာလေးပြရပေါ့နော်တခြားသူတွေတက်တော့အဆင်ပြေမဆင်ပြေကောင်းဖြစ်နေမယ်ဘာလို့ဆိုတချို့တော့စိတ်တရရမှုတွေကကျွန်တော်အများကြီးပုံနဲ့နေရလဲဖြစ်နိုင်တယ်တခါကျရင်ထိန်းလို့မနိုင်တာလည်းဖြစ်နိုင်လူတစ်ယောက်နဲ့တစ်ယောက်ကဒီဘယ်လိုခေါ်မလဲခံနိုင်စွာမတူလေဒါစိတ်ပါဆိုင်ရနဲ့စိတ်တကြရဲ့ဥစ္စာခံနိုင်စွာမှမတူကြအဲ့တော့လူတိုင်းတော့မှကျွန်တော်မှန်တယ်ဒါပေမဲ့ဒါကျွန်တော်အနေနဲ့ personally အရာဒီအချိန်ပေးခြင်းတဲ့ကိစ္စမျိုးဖြစ်တယ်ပေါ့နော်ဟုတ်ကိုရောအမရောပြောရတဲ့ဟာတော့ပေါ့နော်တော်တော်လေးပြည့်စုံပါတယ်အကြံလည်းအများကြီးရခဲ့တယ်အမပြောရဆိုလို့ရှိရင်ဘယ်လိုမျိုး treatment ယူရမလဲဆိုတဲ့ဟာရောတော်တော်လေးမှာဘူလီလုတ်ခံရတဲ့သူတယောက်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်တော်တော်လေးကိုမှ healing ဖြစ်စေမယ်လို့ထင်ပါတယ်ပြီးတော့ဒီ podcast လေးကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်းအဲ့လိုမျိုးဘူလီလုတ်ခံရတဲ့ကိုတယောက်တည်းမဟုတ်ဘူးလူအများစုလုတ်ခံရရဲဆိုတဲ့ဟာကိုသိစေချင်တယ်ပေါ့နော်ပြီးတော့မိဘတွေကလည်းကိုယ့်ရဲ့ကလေးကိုကိုယ်ပဲစိတ်သိချင်တယ်မိဘမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ညီမအမပေါ့နော်ဒါပေမဲ့လူတိုင်းပေါ့နော်ကိုယ်နဲ့ညီစက်တဲ့လူတွေကိုပိုပြီးတော့ view စိတ်ပေးချင်တယ်ပြီးတော့ listener ကောင်းတွေဖြစ်စေချင်တာပေါ့အဲ့လိုတခုခုလာပြောရဲဒီမှာမအားသူနောက်မှပြောဆိုရဲဟာချက်
ဘာမှလည်းဆိုတော့တခြားလေးနားထောင်ပေးဖို့လည်းပို့ပြီးတော့ request လုပ်ချင်ပါတယ်ပြီးတော့ကိုယ်တိုင်ကလည်း bully မလုပ်စေဖို့အတွက်လည်းပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါ special guest အမချက်လောက်နှုတ်ဆက်ပေးပါဦး ဟုတ်ကဲ့ပါဆိုတော့အမကဒီနှုတ်ဆက်တဲ့အနေနဲ့ပေါ့နော်ဒီ pocket ကိုနားထောင်နေတဲ့ညီလေးညီမလေးတွေပေါ့နော်နောက်ထပ်ဒီကိုယ့်ရဲ့စိတ်ကိုစုစည်းညီလေးတစ်ခုနဲ့လက်ဆောင်ပေးခြင်းနဲ့ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အမတို့မှာအာယုခံ၅ပါးရှိရဲပေါ့နော်အဲ့ဒါဘာလဲဆိုတော့အညီရဲ့အကြားရဲ့အနက်ရဲ့ရတာထီတူရဲ့လေဆိုတော့အမတို့ကဘာလုပ်မလဲဆိုတော့ကိုကပေါ့နော်ထိုင်ကိုတစ်ခုပေါ်မှာထိုင်လိုက်မယ်ထိုင်ပြီးလို့ရှိရင်ဒီပေါ့နော်အခန်းတစ်ခုပေါ့နော်ကိုယ့်ရဲ့ခန်းလေးရတယ်နေရာတစ်ခုမှာကိုထိုင်လိုက်မယ်ကိုယ်ရင်ရတယ်ပေါ့နော်ထိုင်ပြီးလို့ရှိရင်အမတို့ကဒီဥမာခန်းမဲနဲ့ပဲဥမာပြောသားမယ်နော်အခန်းမှာထိုင်ပြီးတော့ဘာလုပ်မလဲဆိုတော့အမတို့အခန်းကိုလိုက်ကြည့်မယ်ထိုင်ပြီးတော့ညင်လေးကြည့်မယ်ဘာစကားမပြောတော့ညင်လေးကြည့်မယ်အခန်းထဲမှာအခန်းဆိုတာကကိုယ်အမြဲနေတဲ့နေရာလေဆိုတော့အဲ့အခန်းထဲမှာအရင်ကကိုမြင်နေကြအရာမဟုတ်ပဲလေတခြားဘာရှိလဲဆိုတာကိုခဏလောက်စဉ်းစားပြီးမှလိုက်ကြည့်မယ်ဥမာငါအခန်းထဲမှာဆေးရောင်နေရကိုကနေပြီလားဘာလို့ရှိရင်ပိတ်ကူဝင်နေတက်နေရလားပြီးလို့ရှိရင်ငါအခန်းမှာဘယ်လိုပြောမလဲမီးချိုးတွေကမလားတွေ့တယ်လောက်ဖြစ်နေရလားအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့မြင်လေးခဏကြည့်အကြားနဲ့ဆိုရင်မျက်လုံးမှိတ်လို့ရှိရင်ကိုယ့်နားထဲမှာကြားတဲ့အတန်ကိုပဲအာရုံစိုက်ပေါ့နော်ဘာသာရင်ကြားနေလဲကားတန်လားလေတန်လားနောက်တော့အနက်ပေါ့နော်အမျက်စိမှိတ်ပြီးတော့ဘာအနက်ရနေလဲရှုကြည့်ပေါ့နော်နောက်တော့ကကျတော့အရသာကိုယ်ပါစက်ကဘာရတာရနေလဲနောက်တော့ကကျတော့အထိတွေ့ကိုကထိုင်ကုန်မှာထိုင်နေရဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်နဲ့ဘာနဲ့ထိနေလဲအဲ့ဒါမျိုးအမတို့ကစက္ကန့်ပိုင်းလောက်ပေါ့နော်10မိနစ်လောက်ပဲဖြစ်ဖြစ်အမတို့အာရုံစိုက်မယ်ဆိုအာရုံစိုက်ပြီးလုပ်ပြီးမယ်ဆိုရင်အမတို့ရဲ့စိတ်ကိုစုစည်းရရောက်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီဗီဒီယိုမှာပေါ့နော်ပြောချင်တာကနှုတ်ဆက်ချင်တာကကျတော့အမတို့ရဲ့နာဂတ်ဒီအမတို့ရဲ့လက်ထဲမှာပဲရှိပါတယ်ကိုကအတိုက်မှာဘယ်လိုတွေပဲကြုံခဲ့ဘယ်လိုပေါ့နော်ဒီမကောင်းတဲ့ memory တွေကြုံခဲ့ပြန်ပြီးတော့မှပူဆွေးနေလို့လဲဘာမှပြောင်းလဲသွားတာမျိုးမရှိတော့ဘူးเนาะပြင်လို့လည်းမရဘူးဒါပေမဲ့အနာဂတ်ကမဟုတ်လက်ထမှာပဲရှိရဲ့မတို့ကောင်းကောင်းဖန်တီးလို့ရတယ်အများကြီးမတွေးနဲ့အခုဒီနေ့တောင်မှမနေ့ပြန်နေထွက်လာလို့ရှိရင်နောက်တည့်ရောက်သွားပြီအတိတ်ဖြစ်သွားပြီပေါ့နော်အဲ့ဒါကြောင့်မို့အမားတို့ရဲ့အတိတ်ကိုကောင်းကောင်းမွန်နဲ့ပေါ့နော်နောင်တတွေမရှိစေချင်ဘူးဆိုလို့ရှိရင်ဒီနေ့ကနေစပြီးတော့ပေါ့နော်ဒီပူလောက်ခံရတဲ့သူတွေကပြောင်းလဲပြီးတော့အမပြောတဲ့အချက်တွေကိုပြောင်းလဲပြီးတော့စူးစမ်းပြီးတော့လောက်ကြည့်ပေါ့နော်ဒီညီမလေးတို့အတွက်ကလေးတို့အတွက်ပေါ့နော်လှပတဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မယ်အမတို့ဒီနေဝင်စည်းစာလေးကဆိုလို့ရှိရင်အမတို့ဘလောက်ပဲလှပေါ့နော်အချိန်တန်လို့ရှိရင်အမှောင်ဆိုတာမှောင်ဖြစ်သွားတာပဲအဲ့တော့မတို့လောက်ရမှာကဒီအရာကြီးမမှောင်သွားတဲ့ခါမမှောင်ခင်တဲ့အထိပေါ့နော်ဒီနေဝင်စည်းစာရဲ့အလှလေးကိုအမတို့ကမြင်တတ်အောင်ခံစားရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပေါ့နော်ဒီမကိုဒီလိုမျိုးတစ်ခုတစ်ခါနဲ့လာပြီးတော့မှပေါ့နော် share လုပ်ပေးဖို့အတွက်လာခေါ်ပေးတဲ့ဒီ team တစ်ခုလုံးလေးကျေးဇူးများတင်တယ်မမအနေနဲ့လည်းဒီပေါ့နော်ညီမလေးအနေနဲ့ညီမလေးတို့မောင်လေးတို့နဲ့ရောပေါ့နော်ဒီ knowledge တွေအများကြီးကိုဆွေးနွေးခွင့်ရတယ်အမလည်းသိလိုက်ရတဲ့အများကြီးရှိရပေါ့နော်အဲ့တော့ကိုယ့်ကိုချစ်ကြပါကိုယ့်ကိုဂရုစိုက်ကြပါကိုယ့်ကိုတန်ဖိုးထားကြပါလို့ပြောချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင့်အခုလိုမျိုးအခက်အခဲတွေကြားနေပြီးတော့ပါဝင်ပေးတဲ့ဒီမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကိုလင်းတူတက်ချက်လောက်နှုတ်ဆက်ပေးပါအောင်ရှင့်ကျွန်တော်ကအများကြီးမနှောဆက်တော့ပါဘူးဘာလို့ဆိုတော့နောက် episode တွေလည်းအများကြီးတွေ့နေရမှတွေ့ပဲဆိုအားလုံးဖို့ပြနေမှတွေ့ဆိုတော့စနာအမပြောသွားတဲ့ဥစ္စာပဲပေါ့နော်ပြဿနာမနေကြပါသဘောရင်းနဲ့ကျွန်တော်ထိတွေ့ကြပါနော်ကျွန်တော်ရဲ့လက်ရှိအခြေအနေလေးကိုမမေ့ကြပါနဲ့ဒါလေးကိုပဲထပ်ပြီးတော့ပြောချင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့จะသိပြီးတော့တွေ့ပြောချင်မရှိတော့ဘူးဘာလို့ဆိုတော့နောက် episode တွေမှာလည်းကျွန်တော်ပြန်တွေ့ကြမှာအောင်ပဲဆိုတော့ပြန်တွေ့ကြအောင်မှာပဲဆိုတော့ကျွန်တော်ပြောကြစကားလေးတိုင်းပဲအလုံးပဲဒါတော့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဆိုတော့ဒါလေးနဲ့ဆုံးသက်ချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ pocket လေးမှာပါဝင်ပေးတဲ့ကိုလင်းတူတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီနေ့ pocket လေးကိုနှောက်မယ်ဆိုလို့ရှိရင်အကြံပေးနေတာကကျတော့စာအုပ်လေးတစ်အုပ်ယူပါပြီးတော့ဘောပင်တစ်ချောင်းယူပါပြီးတော့ note တွေထုတ်ပါပါနော်ဒီတိုင်းမေ့သွားပါလိမ့်မယ်ဆိုတော့ကလေးထုတ်ပြီးတော့နားထောင်ကြပါနော်အဲ့လိုမျိုးအကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါနောက် episode မှာပြန်လည်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်